အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ရမန်နေဂျာပတ်စင်မှာသင်ကြားနေတဲ့တပ်ပိုင်းအောင်ဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ပြပြသွားမယ့်အကြောင်းအရာကတော့ဒီချိန်ထပ်တူပြပြသွားတယ် marketing management အကြောင်းကကျွန်တော်ဒီလောက်ကောက်နှုတ်ထားတဲ့လောက်ကိုအချင်းချင်းပြန်လည်ပြပြသွားမှာဖြစ်ပါတယ် marketing အကြောင်းကိုပြောရမယ်ဆိုလို့ရှိရင်သူကလည်းအရေးပါတယ်ဒီမှာပါပါတယ် marketing လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကိုယ့်တူတယ်နော်ကိုယ့်အကိုဖာသိဖာတာပဲနေပြီးတော့လုပ်လို့မရပါဘူးကိုယ့်အနီးနားမှာရှိတဲ့သူအဲ့ဒီလူတွေမကပဲနဲ့ကိုယ့်ရဲ့တည့်ရဲ့လူမှန်တယ်များရှိရင်ရှိတယ်အဲ့လိုမျိုးရှိတဲ့လူအားလုံးအဆုံးပြောရရင်ကျွန်တော်တို့တစ်ကမ္ဘာလုံးသိအောင်ကျွန်တော်တို့လုပ်ရမယ်ဒီထက်ပိုပြောရရင်ကျွန်တော်တို့က marketing ဆင်းထားတဲ့အရာကိုမြင်လိုက်တဲ့သူတိုင်းဟာကြော်ညာကြီးလာပြန်ပြီဟာဒါကဘသူကြော်ညာပဲဟာအစရှိသဖြင့်ပေါ့လူတွေအကုန်လုံးရဲ့လုံးထဲမှာရင်းသားလာတာမျိုးပဲဖြစ်ဖြစ်လူတိုင်းပတ်သက်တွေမှာစွဲနေအောင်เนาะလုံးရင်းမြင်သားလာအောင်လိုမျိုးအများအပြည့်လုံးပြီးတော့ဒီတပတ်မွေးစုတဲ့အထိကျွန်တော် marketing ဆင်းရမှာဖြစ်ပါတယ်ကျွန်တော်တို့က marketing ဆင်းပြီဆိုလို့ရှိရင်ဘယ်လိုဆင်းမလဲဆိုတော့အခုကအရင်နဲ့ကျွန်တော်တို့မတူဘူးဗျာရှင်ရဆိုကျွန်တော်တို့ကကြော်ညာရှင်လို့ရှိရင်လက်ကမ်းစာဆောင်ပေးရမယ်ဖြစ်ဖြစ်ကြော်ညာ V9 တို့အဲ့ဒါတွေကိုကျွန်တော်တို့ဒီစာအုပ်ဆိုင်တို့ brand ထုတ်တဲ့ဆိုင်တွေမှာကျွန်တော်တို့ထုတ်ပြီးတော့ဒီလမ်းနေပါတယ်ဗါလေကျွန်တော်တို့တက်တိုင်နေပါကပ်ပြီးတော့ကြော်ညာတာမျိုးပဲဖြစ်ဖြစ်เนาะဒီကျွန်တော်တို့လမ်းမှာဒီဘဲပုတ်ကြီးဒီမှာเนาะကပ်ပြီးတော့ပြထားတာမျိုးပဲဖြစ်ဖြစ်အဲ့လောက်ပဲလုပ်ကြတယ်အခုနောက်ပိုင်းမှာကြာတော့ကျွန်တော်တို့က social media တွေကအရင်ခက်စားလာsocial media တွေကစားလာတာနဲ့အများသူတို့ပုံမှာ strategy ကြကြော်ညာလို့ချလာပြီးဖြစ်ပါတယ်ဥပမာကျွန်တော်တို့ Facebook ပေါ်မှာတင်တာမျိုးပဲဖြစ်ဖြစ် TikTok တို့ပေါ်မှာTikTok တို့ပေါ်မှာကျွန်တော်တို့ marketing လုပ်ထားတဲ့အကြောင်းအရာတွေတင်တာပဲဖြစ်ဖြစ် Telegram YouTube Instagram အစရှိသူတွေပေါ့ကျွန်တော်တို့အမျိုးမျိုးသော social platform တွေမှာတင်တာမျိုးကြော်ညာတာမျိုးတွေလည်းလုပ်လာလို့ရပြီဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ TikTok က view ရတာအရင်မြန်ပါတယ်အဲ့လို view ရတာအရင်မြန်တဲ့အတွက်လည်းလူများများသိမယ်အဲ့ဒီအတွက်အဲ့ဒီ platform ကကျွန်တော်တို့ marketing လုပ်ရတာရန်လွယ်ရဲ့ platform တစ်ခုလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဒီလိုကြော်ညာရုံနဲ့ပြီးသွားပြီလားဆိုတော့မပြီးသေးပါဘူးခင်ဗျကျွန်တော်တို့ရဲ့ brand ကိုလူတွေဘယ်လိုသိအောင်လုပ်ရမလဲဆိုတာပဲအရေးကြီးပါတယ်အဲ့လိုသိအောင်လုပ်ဖို့ဆိုတာလေကိုယ့်ရဲ့ကြော်ညာကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်လက်တွေကိုထည့်သွင်းဖို့လိုပါတယ်ဒီလိုထည့်သွင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တို့တယောက်ချင်းစီတူးတဲ့နဲ့နော်ကြံတစ်ခုထဲနဲ့လုပ်လို့မရပါဘူးသူများတွေကသူတို့ရဲ့ brand ကိုဘယ်လိုမျိုးစိတ်ဝင်စားစရာကောင်းအောင်လုပ်တယ်နော်ဘယ်လိုလူဘယ်လိုသိများအောင်လုပ်တယ်ဆိုတာကိုကျွန်တော်တို့က survey ကောက်ပြီးတော့ကိုယ့်ရဲ့ဟာကိုသိအောင်ပို့ပြီးတော့လုပ်ရမယ့်အစီအစဉ်တွေတိစောက်အောင်မှာဖြစ်ပါတယ်နောက်ပြီးရင်ကိုလုပ်နေတဲ့စီးပွားရေးလူသိအောင်လုပ်ရမယ့် marketing management ကိုလည်းmarketing ကိုလည်းကျွန်တော် management ဘယ်လိုလုပ်ရမလဲဆိုတာလည်းရှိပါတယ်ဒီမှာကျတော့ကျွန်တော်တို့က management ပါလာတာဖြစ်တဲ့အတွက် POLC ကိုကျွန်တော်တို့မေးလို့မရပါဘူးဒီမှာဆို P အနေနဲ့ကျွန်တော်တို့ဘာလုပ်ရမလဲဒီကြော်ညာကိုဘယ်လိုကြော်ညာမလဲဘယ်လိုကြော်ညာရင်ဘယ်လိုရမလဲဆိုတာကိုကျွန်တော်တို့အရင်ဆုံး planning အနေနဲ့သိအောင်လုပ်အောင်မှာဖြစ်ပါတယ်အဲ့လိုကကြာတော့ကျွန်တော်တို့ကကြော်ညာဖို့အတွက်လူကြီးပဲတွားလို့မရဘူးအဲ့ကြော်ညာမဲ့ပစ္စည်းတွေเนาะဒီမျိုးထုတ်ပြီးတော့ကတ်မဲ့ပစ္စည်းရာတွေဒီကြော်ညာပစ္စည်းတွေတည်ဖို့စီမံတာတွေတည်ဖို့လောက်တာအဲ့ဒါတွေကကျွန်တော် organizing ဖြစ်ပါတယ်နောက်ပြီးကြတော့ဒီအခုကျွန်တော်တို့ကြော်ညာမဲ့ပစ္စည်းတွေကိုရိုင်းထားမှလားဆိုတော့မဟုတ်ဘူးသူတို့ကိုလှုပ်ဆောင်မဲ့ leading လုပ်မဲ့အချင်းအရာဆောင်ရွက်မှုတွေလိုအပ်ပါတယ်ကျွန်တော်တို့ကအခုမှဘယ်လိုပြောရမလဲဆိုတော့ဒီဟာတွေကိုကျွန်တော်တို့ကယူသွားမယ်ယူသွားပြီးတော့ကျွန်တော်တို့ကတ်မဲ့ destination မှာညာကျွန်တော်တို့သွားပြီးတော့ကတ်မယ်အဲ့လိုကတ်လိုက်တဲ့နေရာမှာသူက control ကရှိနိုင်ပါတယ်လို့ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့
ဒီနေရာမှာကတ်လို့မရဘူးဘယ်နေရာမှာဘယ်လိုကတ်ရမလဲအဲ့လိုမျိုး control လုပ်တဲ့အခါကြီးရှိလာတဲ့အခါကျတော့ဒီဟာကိုထိမိအောင်လုပ်ဖို့အတွက်သူတို့ရဲ့ control လုပ်ခံရတဲ့ပေါင်အတွင်းကနေပြီးတော့ကျွန်တော်တို့ထိမိအောင်ဆောင်ရွက်ရကမှာဖြစ်ပါတယ်အဓိကကတော့ကျွန်တော်တို့ marketing လုပ်မယ်ဆိုလို့ရှိရင်အာဒီဘာသာလုပ်လို့မရပါဘူးတကဘာလုံးသိအောင်ကြဲကြဲပြန့်ပြန့်လုပ်အောင်ဖြစ်ပါတယ်ဘလို့နီးနေပဲဖြစ်ပါစေနော်သိအောင်လုပ်ရမယ်ကောင်းမွန်တဲ့နီးလန်းနဲ့မှန်မှန်ကန်ကန်လူတွေသိသွားအောင်ကျွန်တော်တို့ message ပေးရမှာဖြစ်ပါတယ်ဒါကတော့ marketing management အပိုင်းမှာ challenge နဲ့ချက်ထပ်လို့ပြောကြသွားတော့အကြောင်းအရာများတွေမှာကျွန်တော်ကောက်နှုတ်ထားတဲ့ကောက်နှုတ်မိတော့အချင်းအရာတွေကိုပြန်လည်ဖော်ပြသွားခြင်းဖြစ်ပါတယ်နားထောင်ပေးတဲ့သူတဦးတယောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်တပ်ပိုင်ပြီးပါ